အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ Manchester United Chelsea Arsenal ဝဟန်အသင်းတို့ရဲ့ဒီပြောင်းရွှေ့သတင်းလေးကိုကျွန်တော်စုစည်းပြီးတင်ဆက်ပေးပါမယ်ဗျ Leicester City အသင်းရဲ့အသက်22နှစ်အရွယ်နောက်ကလို့ဖြစ်တဲ့ Benelson ကိုခေါ်ယူဖို့အတွက် Man United အသင်းရဲ့ဝဟန်အသင်းရဲ့စိတ်ဝင်စားနေရလို့ဆိုပါတယ်ဘိုးနောက်ခံလူကိုဘယ်နောက်ခံလူညမှာကစားနိုင်တဲ့ဒီကစားသမားကိုကဒီ Leicester ကနေပြန်ထွက်ခွာခြင်းနေတာဖြစ်ပါတယ်ဒီကစားသမားကိုတိုရီယိုနိုနဲ့ဒီမူချင်ဂလာဘတ်ဒင်းနေရတယ်သူ့ကိုခေါ်ပြီးစောင့်ကြည့်နေကြပါတယ်ဒီကစားသမားက Leicester City နဲ့ဆယ်တန်12လပဲကျန်တော့တယ်ဒါပေမဲ့ Leicester ဘက်ကတော့သူ့ကိုပေါင်10တန်းထိရမှာလိုချင်နေရဆိုပြီးလိုချင်နေတာဖြစ်တယ်ဆိုပြီး base sport ကနေဖော်ပြထားပါတယ်နောက်ထပ်သတင်းအာဆင်နယ်နဲ့ပတ်သက်တဲ့သတင်းပေါ့လေဒီနယူးယာဒီမှာအခွင့်အရေးရလို့ရှိရင် Atletico Madrid ရဲ့တိုက်စစ်မှုဖြစ်တဲ့ Julian Alvarez ကိုဒီကန်လန်ဖို့အတွက်ကိုအာဆင်နယ်ကပြင်ဆင်နေရလို့ဆိုပါတယ်ဒီ Alvarez ကလည်းသူ့ရဲ့အနာဂတ်နဲ့ဒီ Alvarez ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမှဒီ Atletico Madrid နဲ့ Barcelona ရဲ့ကြားထဲမှာဒီအပြောင်းအရွှေ့ကိစ္စလေးတွေရှိတယ်ဒီကိစ္စတွေကိုဒီအပြောင်းအရွှေ့ကို Atletico Madrid ကလုံးဝလက်ခံထားခြင်းမရှိဘူးသူတို့နဲ့လိတူတဲ့အသင်းတွေကိုမရောင်းချင်ဘူးဆိုလိုတာကအဲ့လိုဖြစ်နေတဲ့အတွက်ဒါကိုကြည့်ပြီးမှအာဆင်နယ်ကဒီခေါ်ယူဖို့တဲ့အခြေအနေကိုစောင့်ကြည့်နေတာဖြစ်တယ် Atletico Madrid ဘက်ကနေပြန်မှဒီ Alvarez ကိုယူသူတန်130အထိတန်ကြီးသတ်မှတ်ထားတာဖြစ်တယ်ဒီလိတူတဲ့ club တွေကိုဒီ Real Madrid တို့ဘာစီလိုနာတို့ရောင်းချဖို့မဖြစ်နိုင်တဲ့အတွက်အာဆင်နယ်ကိုတော့ဒီ Alvarez ဘက်ကနေပြန်ပြောင်းရွှေ့ဖို့တဲ့လက်ဖွင့်ပေးထားတာဖြစ်တယ်ဆိုပြီး Fabrizio Romano ကတင်ဆက်ထားတာရှိပါတယ်နောက်တစ်ဆက်ပေးခြင်းတဲ့တင်ကတော့ Man United တက်တဲ့တင်ပေါ့လေဒီ RMC Report ရဲ့ RMC Sport ရဲ့ဒီဖော်ပြချက်မှာ PSG တင်ဟာတဲ့တောင်ပန်ကစားသမားဖြစ်တဲ့ Bradley Barcola အတွက်ကိုကမ်းလှမ်းမှုတွေပြုလုပ်ဖို့အတွက် Man United ကိုဒီဖိတ်ခေါ်လိုက်တယ်ဆိုပြီးမှသတင်းတက်လာပါတယ်တဲ့ဒီဘာကူလာတဲ့ဒီကမ်းလှမ်းမှုကိုယူရိုတန်း80ကနေစတင်မှာဖြစ်တယ်ဆိုမယ်လို့တဲ့ဒီ PSG ဘက်ကသူတို့ကစားသမားကိုရောင်းချဖို့အတွက်ယူရိုတန်း150အထိကိုတောင်းဆိုသွားဖို့ရှိနေတယ်ဆိုပြီးမှတီးတော့ကနေပြီးဖော်ပြထားတာဖြစ်ပါတယ်Man United တင်ကတဲ့ဒီပြင်သစ်ကွင်းလယ်လူဖြစ်တဲ့မာနူကိုနီကိုယူရို45သန်းနဲ့ခေါ်ယူဖို့နီးစပ်နေပြီဆွေးနွေးမှုတွေကလည်းနောက်ဆုံးအဆင့်ကိုရောက်ရှိနေဖြစ်ပြီးဒီအပြောင်းရွှေ့ကပြီးမြောက်ဖို့အတွက်သေချာတော့ရှိတယ်ဆိုပြီးမှTop Sport ကနေပြီးမှဖော်ပြထားတာရှိပါတယ်နောက်ထပ်သတင်းကတော့ Chelsea တင်းရဲ့သတင်းပေါ့လေ Chelsea တင်းကတဲ့ဘိုးနောက်ခံလူတစ်ခေါ်ယူဖို့အတွက်ကိုဆက်လက်ဆွေးနွေးနေတယ်ပေါ့သူတို့ဆွေးနွေးနေတဲ့ကစားသမားကပဲလေနောက်ခံလူဖြစ်တဲ့ Mason Lacroix ဖြစ်တယ်တဲ့ဒီ Lacroix ကိုထိပ်တန်းပြတ်မှတ်ဖြစ်ပြန်သတ်မှတ်ထားရလဲရှိပါတယ်တဲ့ပဲလေတင်းနဲ့ဒီပဲလေတင်းကစားသမား agent အနေနဲ့ဆွေးနွေးမှုတွေဆက်လက်ပြုလုပ်နေပြီးမှဒီကစားသမားကိုယ်တိုင်ကလည်း Chelsea ကိုပြောင်းရွှေ့ဖို့အတွက်စိတ်အားထက်သန်နေတာဖြစ်တဲ့အတွက်ဒီအပြောင်းရွှေ့ရဖြစ်လာနိုင်ဖို့ရာခိုင်နှုန်းများတယ်ဆိုပြီးမှ Fabrizio Romano ကနေတင်ဆက်ပေးထားပါတယ်ဒီနောက်ထပ်သတင်းကဒီဝဟန်တင်းရဲ့တာမန်ကစားသမားဖြစ်တဲ့စမဘေးကိုရိုမာအသင်းကနေပြီးမှတတိယအကြိမ်ကန်လန်းမှုကိုပြုလုပ်လိုက်ပြီလို့ဆိုပါတယ်ရိုမာအသင်းကတဲ့ဒီကစားသမားအတွက်ဒီယူရို48တန်းထိပါဝင်နေတဲ့ဒီအပြောင်းရွှေ့ကမ်းလှမ်းမှုတရက်ကိုဝဟန်စီကိုသတင်းပေးပို့ထားတယ်လို့ဆိုပါတယ်ဝဟန်ဘက်ကနေပြီးဒီသတင်းနဲ့ပတ်သက်ပြီးမှအဇက်လောက်ထား reject လောက်ထားဘာတစ်ခုမှမရှိသေးဘူးဆိုပြီးမှ Fabrizio Romano ကတင်ဆက်ထားပါတယ်နောက်တဲ့သတင်းက Newcastle ရဲ့ဘယ်နောက်ခံလို့ဖြစ်တဲ့လူဝေဟောရဲ့အခြေအနေကို Chelsea ကနေပြီးမှဆက်လက်စောင့်ကြည့်နေပါတယ်တဲ့ဒါပေမဲ့လူဝေဟောက Newcastle ကထောက်ခါပြခဲ့လို့ရှိရင်တော့ Man United အသင်းကိုပဲပြောင်းရွှေ့ခြင်းနေရလို့သိရပါတယ်သူဒါကပေါ့လေ Man United ကိုပြောင်းရွှေ့ခြင်းနေဆိုတာကလူဝေဟောရဲ့သူ့ရဲ့ကိုယ်ပိုင်ဆန္ဒဖြစ်တဲ့အတွက်ဒီ Man United နဲ့ Chelsea တို့ရဲ့လူဝေဟောကိုအားပြန်မှုမှာတော့Man United ကအားသာနိုင်ခြေရှိတယ်ဆိုပြီးမှဒီတီတော့ကနေပြီးဖော်ပြထားပါတယ်နောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ Man United အသင်းကတဲ့ဒီ Tottenham အသင်းရဲ့အသက်18နှစ်ရဲ့တောင်ပန်ကစားသမားလေးဖြစ်တဲ့
Thailand Thompson ဆိုတဲ့ကစားသမားကိုခေါ်ယူခဲ့ပြီးခေါ်ယူနိုင်ခဲ့ပြီးအသင်းမှာဒီမှတ်ပုံတင်ဖို့အသင်းသားအဖြစ်နဲ့မှတ်ပုံတင်မှုအခြေအနေတစ်ခုပဲကြံတော့ရဒီခေါ်ယူနိုင်ခဲ့ပြီးဟီဝီကိုဖြစ်သွားပြီဆိုပြီးတော့ဗန်ချက်ကောကနေပြီးတော့ဒါတင်ဆက်ပေးထားပါတယ်ဒါတွေကတော့နောက်ဆုံးရရှိထားတဲ့သတင်းလေးတွေကိုကျွန်တော်တက်ဆက်ပေးတာဖြစ်ပါတယ်နားဆင်ပေးတဲ့မိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်ဗျ